Family မောလိုက်တာမမောင်ရေမမောင်ရေလေးတစ်ခွက်လောက်ပါလာပြီဒီမှာရေအမလီမမောင်တိုက်လို့လားမသိဘူးရေလေးကအေးပြီးတော့အမိုးကိုပြေးသွားတာပဲအမလီမမောင်ရေလုံးလုံးရတာပင်ပန်းလုံးလုံးမမဆက်ချောတက်နေလို့နှိပ်ပြီးဒီနာနှိပ်ပြီးအမလီကောင်းနေဒီနာလေးအမလေးရင်ကျော်လာရဲ့ငါသားရဲ့သားလေးပင်မနေပြီအော်မမေရောက်ခမပါလားရောက်တော့ထိုင်သွားအောင်လေမမေရဲ့နင်အပေါ်လေးပြောမနေပါနဲ့ကျောင်းကနေကငါ့အောင်မနေနဲ့ခုငါသားလေးကိုလည်းရအောင်ယူထားပြီးတော့နင်ဘယ်ညိုးနဲ့နှိမ့်ဆက်နေရလဲအသေးရဲ့တဲ့မမေရောက်ခမရဲ့အဲ့လိုမဟုတ်ပါဘူးမမေရဲ့အမလေးသူနဲ့ငါနဲ့အသက်တူပဲငါ့အောင်မြန်မမေတဲ့ကြားတော့မှကောင်းကြသေးလားရက်ကြို့ရဲ့အမလေးမမေရဲ့မမေမလို့မမေခေါ်တာပေါ့မမေရဲ့ကြောက်ခိုင်ထားပေါင်မဒီလက်ကနာဟောတယ်မှာဒီစီကရေးစားကြိုးပေးကောင်းမယ်ပြောခဲ့တာစိတ်ကူးနဲ့မြူပဲယူခဲ့ရတယ်နေလာကြလူလေးနဲ့ကြာမတဲတဲ့ဒီကိုတိုးခဲ့တာဟာတိုင်းနေဆွဲဖေးလာခုကတော့မြင်တဲ့အတိုင်းပဲပေါ့ဗျာဇလန်းအစားတော့ဒီလိုဗျအမေဒါဘယ်တော့မေရဲ့လင်းချဟဲ့လင်းချအဲ့ဒီလာဆွဲပြီးနေရလဲ